မှထားခဲ့တဲ့အိုင်တော့တဲ့ထက်ဝင်လင်းပါတဲ့လင့်ကင်ပြီးတဲ့15K ယူပြတဲ့ထက်ဝေလင်းကဟိုကောင်မလားဗါလဲစောပစ်ကောင်လေးโอเค guys ကျွန်တော်လင့်ကိုကင်ပေးထားတယ်ဒီ link skin ကနည်းနည်းပပထူးကြတယ်အဲ့ဒါဘာလဲဆိုရင်အရှင်းမှာကတော့လေခွဲပုံစံနဲ့အနောက်မှာကတော့ဂရုံးနဲ့ကွာတကယ်ပါကွာမင်းကလေးတွေကပြောကြတယ်လင့်ကစော်ကြီးရဲ့တဲ့အဲ့ကောင်တွေကအရှိကိုပဲကြည်တာအနောက်ကိုမကြည့်ဘူးလို့တော်ပြီကွာဒီကရုံးတွေကမတုံးချင်ကွာစကင်မရှိတဲ့ဟာတုံးကြည့်မယ်စကင်မရှိတဲ့ဟာကျတော့စပင်ရှိလားမရှိဘူးလားဆိုတာအနောက်မှာတစ်ချက်ရှိုးကြည့်အနောက်မှာစပင်ရှိရင်တော့ကောင်းပါပါတစ်ချက်ကြည့်လိုက်အောင်မယ်ကွာဟာအနောက်မှာစပင်ရှိတယ်ဟာဒီဘဲရမရှိပါဘူးဒီဘဲကဟွာကာထားတာပဲရှိအုတ်ထုတ်ဝစ်ထားတာစပင်ရှိလားမရှိဘူးလားအဲ့ဒီပြဿနာနဲ့ပဲဗီဒီယိုတစ်ပုတ်ကပြီးတော့မှာအဲ့တော့ let's go လာချင်းမှာပဲလင့်ရဲ့ပုံမှန်တိုင်းပဲ blue bag စားတယ်ဘက်ကစားလို့ကမပြီးသေးပါဘူးဆိုမှဟိုဘက်ကရိုမာဘက်ကိုလာနောက်ချင်တာငါရဲ့စကီတူနဲ့ကောက်ပေါက်ပလိုက်တဲ့အကောင်ပြေးသွားတာပဲနေရာပေါ်တက်မှာတူးနေနဲ့က enemy တွေကိုလိုက်ရှာနေဘယ်သူမှမတွေ့နေဟိုဘက်ကရိုမောင်စကိတ်တူးလေးနဲ့ရိုက်ခဲ့ပေးလိုက်တာပဲအဖော်မန် play တေးလိုက်တော့ချောတာငါပဲတီးတယ်အဖော်မန် play နေရဘောကနေပြီးတော့ဟိုဘက်ကမော်စကို AD လေးနဲ့မြန်မာလူကြီးကောက်ချလဲအဖော်မန် play franco ချိတ်တဲ့ပါသွားတယ် global နဲ့ပဲ one play list တိုင်သုံးရမယ်ကွာမော်စကိုတေးသွားတယ်ပဲအဖော်မန် play enemy ဘက်ကမော်စကိုကလည်းဒီမှာဆိုရင်စာတက်သွားပြီကွာငါရဲ့ AD နဲ့အဖော်မန် play ကချောတာငါပဲတီးတယ်နေရဘောတက်အောင်ချင်းဆိုလိုကေးရသွားတာပဲစတိုင်တော့မိုက်တယ်မလားလူတော်တော်များများပြောကြတယ်မော်စကိုနဲ့လင့်နဲ့မော်စကိုနဲ့ချိုင်ဘယ်လိုနိုင်မလဲဆိုကျွန်တော်အမြင်ပြောရရင်တော့လင့်မဲ့နိုင်ပါတယ် performance playဘယ်ရမလဲဟိုဘက်ကမော်စကိုကလည်းခရောင်းခရာထည့်ထားလို့လားမသိဘူးငါပဲပြန်ပြီးတော့တေးမလို့ဘာလို့နဲ့ဒီညမှာဘယ်လိုတေးမလို့ထင်လဲငါနိုင်တော့ခဲ့တယ်ကွာမော်စကိုကမနိုင်လို့လားမသိဘူးဟိုဘက်ကရွှေထူးတွေပါ G5 တွေပါ G5 ရတွေပါခေါ်လာတာပဲ